ကြော်ရမှာဆိုတော့တိုင်းလူချင်းများနဲ့တော့တင်ဝဝင်ဒီကုန်းမောင်နှမများအားလုံးဒီကလာပါပြည်သူဆက်ပါရှင်။ဒီကတော့ပြည်ရမှာဖြစ်ပါတယ်။ယခုဆိုရှယ်တိုင်းရဲ့ဒီအချင်းကတော့ပပဒီတဟာရဆရာကြီးရေးဆက်ဒီကိုဒီဆိုဘွားတော်မမကြီးကိုယ်တိုင်ဒီဆိုပြီးဆန္ဒကိန်းလို့ဆိုပြီးဒီချင်းလေးကိုပြောနေကြတယ်။တင်ဝဝင်ကြပါရှင်။ Oh
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ